ရှင်ဒီနေ့ဘောဂျူလီယာအကောက်ပေးမယ်ဗောနော်ဒါဂျူလီယာရဲ့ Roblox အကောက်မှာဒီမှာဗောနော်အနားမှာတန်တဲ့စီငယ်လေးခွင့်လို့ပါရှင်တစ်ချက်နဲ့ဖွင့်လို့ဗောနော်ဒါဂျူလီယာအကောက်မှာနော်အပေါ်ကဂျူလီယာဆိုတာလဲရှာလို့ရတယ်လို့အောက်က UK 123 HG ဗောနော်ဒီမှာပြမှာခဏလေးဒီမှာဂျူလီယာပြမယ်မနော်ဂျူကီဆွဲဟာလေးကိုလည်းရိုက်ရှာလို့ရပါတယ်အပေါ်ကဂျူလီယာဆွဲဟာလေးရှာလို့ရပါတော့ဂျူလီယာရဲ့ကောင်မှာအကောင်ကတော့ငွေချင်းကတော့မရှိပါဘူးအကောင်အရင်အကောင်ကပြတ်သွားလို့ပေါ့နော်ဒါတော့ဂျူလီယာရဲ့ဟိုကပြတာပေါ့နော်ဒါတော့ဟိုပေါ့ဂျူလီယာရဲ့အကောင်ရဲ့ဟိုက QR code ပေါ့ screenshot ရိုက်ပြီး scan ဖတ်လို့ရပါတယ်အားလုံးကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်